မနှက်ဖြန်လူတိုင်းမနှက်ဖြန်စီသွားကြတာပဲလူတိုင်းတော့မနှက်ဖြန်စီမရောက်ကြဘူးရတော့ဖြတ်လျှောက်ခန်းဘဝလေးညတာဒါလေးကိုပဲတတတယူရအပွန်ပဲတွေကိုဂေါ်လိုကျိုးလိုတန်မိုးမြင့်ထားဒီရက်ဒေတာမှာကံကုန်သက်စိတ်နေနိုင်ရင်အကောင်ပဲအသက်ရှင်နေသေးတာဘာမဆိုကြိုးစားခွင့်ရှိနေသေးတာဆိုပြီးစိတ်ကိုမီးပြင်းပြင်းနဲ့စေးသားတင်ထားရှေ့သို့လမ်းချီမြမပြည်တဲ့စလိုဂန်တွေကိုရည်စရာဖြစ်အောင်လုပ်သူတွေရာမနှက်ဖြန်စီလူလိုသူလိုရောက်ဖို့ရယ်အိမ်မက်အစ်စ်နဲ့မျက်နှာတစ်ဖို့ရယ်ယုံကြည်စိတ်ထက်ကောင်းတဲ့လောင်စာမရှိသေးဘူးမိုးကြရင်တစ်စိတ်အညောင်းနေမြေသားကိုခွဲထွက်လာမယ်အိမ်မက်တွေကိုဘယ်သူတားနိုင်မလဲမနှက်ဖြန်မှာအောင်မျိုးသက်